Hello Terra Universe page ကနေကြိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့အခြေလေးကြည့်ပြမှာပါဒီမှာရှိမှလာမည့်သူတော်များကအခြေကိုတော်အဓိကမိကြရဲပေါ့နော်လာမမီးရဲ့သူတွေလည်းပဲဒါအခြေလေးသိချင်ကြမယ်ဆိုတာနဲ့အခြေလေးကိုဒီတစ်ခေါက်ကြည့်ပြမှာဖြစ်ပါတယ်ဒီတစ်ခေါက်ကအခြေမှာလက်ရှိအခြေကဘယ်လိုအခြေနေလဲဆိုတာရဲ့အခြေမှာရှုပ်ထွေးခဲ့သည့်ရှိတော့ဘာဆက်လုပ်တင်လဲဆိုတာရဲ့เนาะဒါလေးကိုအဓိကထားပြီးကြည့်ပြပါမယ် pick up pie reading ဆိုတော့ okay let's pick up pie ဆိုတော့ဒီ3ပုံတွေကဘယ်ဟာကိုအဓိက pie ကိုရေးရမလဲဆိုတော့ pie 1အတွက်ကတော့ကျွန်မတရားလေးကိုအခြေခံထားပါတယ် so you can choose the pie 1ဒါလေးကတော့ရွှေရောင်လိတ်ကလေးပေါ့နော်ဒါတော့ pie 1တက်ပါဒါလေးကတော့ pie 2တက်ပေါ့နော်ဒါ key လေးကိုအခြေခံထားပါတယ် so this is for pie 2ဒါလေးကအဖြေနဲ့ဆက်ဆက်မှုရှိနေရနော်ကတိနဲ့ဆက်ဆက်မှုရှိနေရနော်တခြားလေးစဉ်းစားပြီးရေးပေးပါ so this is for pie 3ဒါတော့ပတ်စံအင်းလေးဖြစ်ပါတယ်lucky bagကဲရေးကြမယ်ဆိုတော့ pirate လေးတွေကလက်ရှိအခြေအနေမှာဘယ်လိုမျိုးတွေရှိနေလဲဘာတွေဆက်လုပ်တင်လဲ so ဒီရွှေလေးလေးကိုရေးထားရပေါ့နော် Pay attention to the red flag the sign are Cartesian you လက်ရှိအခြေအနေပေါ့နော် single relationship situationship တော်တော်များများတော့အရန်ကိုမှအခြေအနေနဲ့လက်ရှိအခြေအနေမှာရှုပ်ထွေးနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရပေါ့နော်ကဲဟုတ်ပြီအခြေရကောင်းလားမကောင်းလားဆိုအခြေကနည်းနည်းလေးသတိထားရမယ်ပေါ့နော်လက်ရှိအခြေအနေကရှုပ်ထွေးနေရဆိုရင်တော့သတိထားသင့်ပြီကိုကြိုက်နေတဲ့သူကလူကောင်းလားဒါပေမဲ့ play boy လား play gay လား manipulate လုပ်တာလားကိုအကြံစီတစ်ခုနဲ့ချီးကပ်တာလားဆိုတာပေါ့နော်ကဲကျမတို့အဖြေရှာကြည့်လိုက်ရအောင် The fourth line နဲ့ oh my god pirate လေးတွေအခြေရနည်းနည်းညံ့နေတယ် so what is the mother pirate နေတချို့သူတွေ red flag ကိုမှတနက်ဆွဲချစ်ကြရနော် the forest okay 3ခုပဲကျွန်တော်မလို့ဘူးအဲ့တော့မင်းတို့ရဲ့လက်ရှိအခြေရည်ဒီအရင်ကကောင်းနေရလို့ပြောလို့မရဘူးတစ်ဖက်သူကကိုနဲ့ပတ်သက်ပြီးတော့ဟန်ဆောင်နေရပေါ့နော်တချို့ဆိုရင်တော့ဖောက်ပြန်ခံနေရတဲ့ပုံစံမျိုးတော့မြင်နေရတယ်တစ်ဖက်သူပေါ့နော်ယောက်ျားမိန်းမသူပဲဖြစ်ပါကိုလှည့်စားနေတယ်ဆိုတဲ့ပုံစံမျိုးလေးပါတယ်ဒါပေမဲ့ကွာကိုဘက်ကကြတော့အရောက်မှာသစ္စာရှိလုံးတဲ့ပုံစံမျိုးကိုတွေ့ရတယ်တဲ့လားကိုဘက်ကအရောက်သစ္စာရှိတဲ့ပုံစံမျိုးကိုတွေ့တယ်ချို့တွေဆိုရင်တပ်ပါတီတွေတောင်ဖြစ်နေတယ်เนาะမထင်မှတ်ပဲဒုတိယလူကကိုဖြစ်နေတယ်ဒါတွေကိုကျွန်မတွေ့ရတယ်ဆိုတော့ relationship လက်ရှိအခြေရကနေမကောင်းနေဘူးဆိုတော့ဘာဆက်လုပ်တင်လဲဆိုတာပြောပြမယ်เนาะဘာဆက်လုပ်တင်လဲဆိုရင်တချို့သူတွေကမမှန်သိနေဆိုတိုးချင်တာပေါ့เนาะဒီမှာဆိုရင်အခြေရရရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးဆိုပေမဲ့တော့မှရှေ့ဆက်ချင်နေတာเนาะရိုဘင်မင်းတို့ကအရင်ကမှအချစ်ကြီးတယ်တစ္ဆာရှိတယ်ပြောမယ်ဆိုရင်တယောက်ဆိုတယောက်ပေါ့เนาะလုံးဝဆွေးမြဲချစ်ချင်တဲ့ဆွေးမြဲစိတ်ဆွမ်းလန်းစိတ်တွေအရန်ပါတယ်ပေါ့เนาะအကောင်းမြင်စိတ်ကအရန်ကိုစိုးကြော်လွန်နေရပေါ့เนาะ optimism အရန်ဖြစ်လွန်နေနောက် positive တွေအရန်ဖြစ်လွန်နေဆိုတဲ့အခါမျိုးမှာတခုကိုပြန်ပြီးတစ်ချက်ကြည့်ကြည့်ပါအောင်တဲ့look at yourself ကွာကိုပြန်ပြီးကြည့်ပေးပါအောင်ကိုကလေတကယ်တော့ပင်ပန်းနေပြီတလားအချီရေးမှာလေပင်ပန်းနေပြီဆိုတော့လူမြောက်ရတခုကိုရှာချင်နေပြီเนาะလက်ရှိရေးစားရှိတဲ့သူတွေရောနောက် relationship မှာနောက် crush နဲ့ပတ်သက်ပြီးဆိတ်ရှုပ်တဲ့သူတွေရောပြောချင်တာလေရောက်မှာပင်ပန်းခဲ့ပြီးကိုတခုခုလွမြောက်ရအောင်ရှာဖို့အချိန်တန်ပြီပေါ့နော်ဆိုတော့ move on တင်နေပြီဆိုတဲ့အဖြစ်လေးထွက်လာတယ်တလားဘာဆက်လုပ်တင်လဲဆိုတော့ move on လိုက်တာအကောင်းဆုံးပဲတဲ့တစ်ဖက်သူကပေါ့နော်ကိုရှိကိုကောင်းတာလဲပေးရဆိုးတာလဲပေးရကွာကိုကမကြိုက်တော့ဘူးဆိုတော့ तू ပြန်လာပြီအဲ့လိုမျိုးပေါ့သိလားသူတို့ကမင်းရှိကိုခဏခဏပြန်လာတယ်ဆိုတာကလည်းကိုကလေဟိုတိခတ်မှန်းတီလို့ပေါ့နော်ခွန်းလွတ်တက်မှန်းတီလို့ခဏခဏပြန်လာနေအောင်ဖော်ပြနေတာဒီကတ်တွေထဲမှာဆိုတော့အမားတွေခဏခဏပြန်ပြီးကျူးလွန်တယ်တလားအမားတွေကျူးလွန် okay နောင်တရအမားတွေကျူးလွန်နောင်တရဒီမှာကိုကပဲကြာညက်နေရဆိုတော့မလွတ်မြောက်နိုင်ဘူးကွာဆိုတော့တချီမှာ crash နဲ့ပတ်သက်ရင်လည်းအဲ့လိုမျိုးပေါ့နော် crash ကလည်းပဲကိုယ့်ပေါ်မှာအရင်တော့ queue ဆိုင်တာမျိုးမရှိဘူး over တခါလေကြာရင် overthink လုပ်ပြီးလာ queue ဆိုင်တာမျိုးရှိမယ်အဲ့ဒါကိုကိုကတာယာသွားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပါပဲထူးမခြားနာပါပဲဒါကျွန်မအကုန်လုံးကိုအားလုံးကိုချုံငွေပြောမယ်ဆိုရင်ဒီ fireware နေသည့်အခြေရေးမှာခုလက်ရှိအခြေအနေမှာကံမကောင်းနေတဲ့အတွက်ကြောင့်မလို့ခဏလောက်တော့ break လိုက်တဲ့အခြေအနေလို့ပြောချင်တယ် break လိုက်တဲ့ကိုကိုမချစ်တဲ့သူလားဆိုတော့ကိုတိနေပြီပေါ့နော်break လိုက်တဲ့ပြီးတဲ့အခါမှာ the forest ဒီကလေးကတော့ positive sign လေးပေါ့နော်တလားကောင်းတာလေးဖြစ်လာမယ်။ဘာလဲဆိုရင်ကိုယ်စောင့်နေသူတွေရှိတယ်တချို့ဆိုရင်ကိုယ်စောင့်နေရကွာတယ်လားအတိတ်ကသူကိုယ်မပြတ်နိုင်တဲ့သူတယောက်ရှိခဲ့တယ်အတိတ်မှာပေါ့နော်ဒါတချို့ရပြောတာနော်အတိတ်မှာကိုယ်မပြတ်နိုင်တဲ့သူရှိတယ် X တို့ဘာတို့ပေါ့နော်သူတို့ရကိုယ့်ရှိကိုပြန်လာခြင်းကြတယ်ဒါမျိုးလည်းတွေ့ရတယ်လူကောင်းတွေကကိုယ်စောင့်နေကြတယ်တဲ့ကိုကလက်မခံခြင်းဒီလူကိုပဲကြိုက်နေဆိုတော့ကိုတေချာရေးချယ်ပါဘယ်လိုလူမျိုးကိုရွေးချယ်မလဲပေါ့နော်ဒါအရင်ရေးကြည့်ပါတယ်အဲ့တော့ဟုတ်ပြီနောက်ဆုံးအနေနဲ့
ကလေးချိုလိုက်ရအောင်ကိုဘာတွေများထပ်ပြောချင်လိုက်ပေါ့နော်ဖိုင်ဝမ်နေအတွက်အဲ့တော့ Ace of Wednesday အချစ်ရေးတွေမှာအရန်စိတ်မြင့်နေတယ်เนาะပျော်စရာလေးပြန်ဖြစ်လာလိမ့်ပါမယ်တဲ့အဓိကစိတ်လွတ်ကိုလွန်နေနေလိုက်ဖို့အကောင်းဆုံးပါပဲ Oh my gosh 3 of Swords Okay အသက်ကွေးနေရရင်နာကျင်ရတာပြီးသွားမယ်เนาะခံစားရတာတွေအကုန်လုံးပြီးသွားမယ်ဒီဖားရည်ထဲမှာတချို့သူတရားလေးသလားတချို့သူတွေပေါ့နော်ဒီ reflex sun နဲ့တစ်ဖက်သူပေါ့เนาะယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုယ့်ရဲ့ partner ပေါ့ကွယ်အဲ့ဒီ partner လေးဒီလားအရန်ဆိုးခဲ့တဲ့ပုံစံမျိုးတွေပြနေတယ်တကယ်တော့သူတို့ကကိုပြောင်းလဲသွားမှကွာဒီ circle ပေါ့နော်ဒီမှာဆိုကတ်တွေကကျွန်မလောက line ဖြစ်နေတာကွာလောကကိုဘက်က break လိုက်မယ်ကိုဘက်ကနေသူတို့ကို break ယူလိုက်ပြီးတော့ okay ငါတို့အဆုံးသတ်လိုက်ကြမယ်ဆိုပြီးတော့ ending circle သာဖြစ်သွားမယ်ငါတို့လောကပြီးဆုံးသွားပြီဆိုတာနဲ့တချို့သူတွေကအချိုးတွေပြန်ပြောင်းလာတယ်မင်းတို့ခံစားဘူးမှာပါကိုကပြောင်းလဲသွားပြီဆိုမှသူတို့ပြန်လာတာလေအေးအဲ့လိုမျိုးပဲအများအားဖြင့်နေမှာဆိုတော့ဒီလူတွေဘလောက်ပဲပြန်လာသူတို့ရဲ့စိတ်ရှည်တီးခံမှုပေါ့နော်တင်လားဘလောက်ထိရှိနိုင်လဲဆိုတာကိုမင်းတို့ကစောင့်ကြည့်Okay တို့ကပြန်လာမယ်အချင်းကောင်းခံကမာကြီး Ace of Wands တို့ရဲ့ဇွဲလုံလောက်မင်းတို့ချပြလိုက်မယ်မင်းတို့ကလေတေချာလေးတော့လေဒါအချီရေးမှာအထာမနှက်တဲ့သူတွေဖိုက်ဝဲနေတာအထာနဲ့ဖို့လိုအပ်တယ်လို့ပြောချင်တာဒီလူငါးချီကိုဘယ်နှခါလောက်ပြန်ရောက်လာမလဲဒီလူငါးချီတကယ်ပြန်လာနိုင်လားဒီလူကငါ့ကိုစမ်းသပ်တယ်ပဲငါပြန်စမ်းသပ်ပြမယ်ဆိုတဲ့အကောင့်တင်စိတ်ကိုကြော်လွန်ပြီးတော့နည်းနည်းလေးပေါ့နော်ကိုပေါ့နော်ပုံစံတစ်မျိုးလေးပြောင်းပြီးတော့ဒီထက်ပိုပြီးအချီရေးမှာပိုပြီးအဆင်ပြေလာနိုင်တယ်ခုလက်ရှိခံစားနေရတဲ့သူတွေကိုအဓိက UTV ပြောတာနော်မင်းတို့ဒီတကယ်တော့ချစ်ခင်ရနိုင်တယ်ချစ်ခင်ရဖို့အတွက်ထိုက်တယ်နဲ့နော်ကိုယ့်ဘက်ကလာတေချာလေးစိတ်ကိုဆုံးဖြတ်ဖို့လိုတာပါတစ်ဖက်သူကိုစောင့်ကြည့်ပါတစ်ဖက်သူရဲ့ဂရိမတီတာတွေကိုသူ့ကိုယ်သူမြင်အောင်ပြပါလို့ပြောချင်ပါတယ်နော်ဒါလေးကိုအဓိကပြောချင်ပါတယ်ဆိုတော့ Pirate တဲ့လောက်ပါပဲကျေးဇူးတင်ပါတယ်ကိုလိုတေချာလေးကြည့်ရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြပါမယ်Pirate တွေရမင်္ဂလာပါဒီတော့လေးရွေးချယ်တယ်ပေါ့နော်ဘာလို့တော့လေးရွေးချယ်တာလဲတေချာနေပြီစခံစားချက်ပေါ့နော်ဒါကတော့ sign for commitment ပါရှင်တေချာတိကျနေပြီစခံစားချက်လေးကိုဖော်ပြနေရပါရှင်ဆိုတော့အရန်ကန်ကောင်းပါတယ် is it safe for you to love no safe for you to love open your heart to receive and give the highest energy of world ဖိုက်တို့ရဲ့အခြေရေးကကောင်းတဲ့လက္ခဏာကိုပြနေတယ်လက်ရှိအခြေရေးကတော့မစိုးဘူးကောင်းတယ်မစိုးဘူးတဲ့အခြေအနေလေးပေါ့နော်ကဲအခက်အခဲတွေရှိနေရင်ကျမတို့တို့အဖြေရှာကြည့်ကြရအောင်နော်တစ်ဖက်သူနဲ့ကိုနဲ့ကပွင့်လင်းဖို့လိုတယ်ဒီတိုင်းဆက်သွားနေတော့ငါချီရပြင်းဖို့ကောင်းနေတော့မှာပဲငါဘာလုပ်ချင်လဲငါတစ်ရှာချင်တယ်ငါကြီးစားကြီးထားချင်တယ်ချို့တွေကလည်းဒါအသွေးပေါင်းစုံနေပြများနေရပေါ့နော်ဆိုတော့တစ်ဖက်သူကလည်းပဲလေကိုလိုမျိုးပဲခံစားချက်တွေတူတူဖြစ်နေလိမ့်မယ်ဆိုတော့ဂျားထဲမှာအစစ်မတက်ခင်ဂျားထဲမှာကတိကောက်ဖြစ်စရာအခြေအနေလေးတွေကြုံတွေ့နေရပြီလို့ပြောချင်တယ်တကယ်တမ်းကျတော့ကွာအဆင့်တက်မှာနော်ကောင်းကောင်းဆင့်တက်မှာဒါပေးမဲ့လို့ဂျားထဲမှာမယုံကြည်တာတွေစိတ်ထဲမှာပေါ့နော်စိုးရိမ်စိတ်တွေအရန်များနေလို့ဒါလည်းအခြေရေးကတကယ်ကံမကောင်းလို့ထင်တယ်တကယ်တော့ကံကောင်းပါတယ်ဒါကျမရှိမှကြည့်ရသူတို့များပေါ့နော်ဒါ channel ရပေါ့နော်လူများညွှန်းတာမလို့ထပ်တူမကြလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဆိုတော့ okay ocean နဲ့ wow ကဲမင်းတို့အခြေရေးကိုအမတို့အဖြေရှာမယ်နော် the vault no wait ကျမအကောင်လုံး match မှာရ the mirror sorry twin flame နေပါနေပြီ twin flame no you know what I mean twin flame ဒီလူနဲ့ကိုနဲ့ကဖြတ်လို့ရလည်းမရเนาะဒီတိုင်းပဲချို့ရ situation ရှိကြီးမှာလောကတင့်နေတဲ့ပုံစံမျိုးပေါ့เนาะဒီလားကဲဒီမှာလည်းဒီမှာကတ်တွေကပြနေပြီဆိုတော့လေးတည့်ထားလိုက်အောင်ဒါမင်းတို့လက်ရှိအခြေအနေကနေအဆင့်တက်နိုင်နေသီလားပြဿနာဘာလဲဆိုရင်မယုံကြည်ကြတာပဲပြီးတဲ့အခါမှာလည်းတယောက်ကလေးသလားအဲ့လိုမျိုးအပေးယူမျှနေတယ်တစ်ခါလေးကြာရင်80ဆက်ဖြစ်နေတဲ့ပုံစံမျိုးတွေတွေ့တယ်เนาะဒီမှာလေကိုပေါ့နော်ဒီအချိန်မှာအခွင့်အရေးတွေပေးနေတော့မှလေမတွေ့ဝေကြပါနဲ့လားတလားတချို့တွေကရီးစားရအများကြီးထားကြတယ်เนาะတချို့တွေကဒီတိုင်းအပျော်ထားတာကွာတချို့တွေအပျော်ထားရင်းနဲ့မှပဲအတီလိုမျိုးဖြစ်သွားနိုင်တယ်အချင်းမှပြမများနဲ့လမ်းမပြောက်ကြနဲ့အရင်နေအတူတွေမများကြနဲ့ပြီးတဲ့ခါကျတော့လမ်းပြောက်နေရတကယ်တမ်းကျတော့ကွာဒီအချစ်ရေးမှာတယောက်တည်းကိုဒါတော့ယုံကြည်လိုက်မယ်ဆိုရင်အဓိကပြီးပြီမယုံကြည်ပေးနိုင်အောင်ဖြစ်နေတယ်တခုခုမယုံကြည်နိုင်သေးတယ်တခုခုပေါ့နော်လက်ရှေ့လည်းမတိုးချင်နောက်လည်းမဆုပ်ချင်ဒီလိုချင်းနေမှာသဘောကျနေနေတာတမဒီဖိုက်တူတွေကိုကြည့်ရ situation shit တွေအများကြီးတွေ့နေတယ် situation shit ကိုမှ twin flame တွေအများကြီးပဲ okay တချို့တော့ x တွေဆိုလဲဒီမှာနော် x တွေဆိုလဲပြန်လာခြင်းနေကြတယ်နော် x တွေပြန်လာခြင်းနေတယ်Okay တချို့ X တွေကတော့ပြန်လာဖို့ကိုစူးစမ်းနေကြတဲ့ပုံစံမျိုးတွေ့ရတယ်။ရေစက်တွေမပြတ်ကြဘူးเนาะရေစက်တွေရှိကြတယ်။ဖိုင်တူသမားတွေရေစက်တွေမကုန်နိုင်သေးဘူး။ဆိုတော့မင်းတို့ကရေရှည်သွားလို့ရတဲ့သူတွေเนาะရေရှည်သွားလို့ရတဲ့သူတွေ
သူတို့ရဲ့အပြုတ်မှုတွေကကိုယ်နဲ့တစ်ခါအကြိုင်ထပ်တူကြနေရနော်ကိုတွေးတဲ့သူတွေးတယ်နောက်တစ်ခုကကြတော့ကိုသဘောကြလို့ရှိရင်သူကလိုက်သဘောကြရဲဆိုတော့ mirror ပေါ့နော်အပြန်လမ်းမှန်လို့မျိုးဖြစ်နေပြီးတော့ဒီ ocean အပြန်လမ်းတယောက်နဲ့တယောက်ကြားထဲမှာလမ်းပြောက်နေကြရဲပေါ့နော်တကယ်တမ်းပြောရမယ်ဆိုရင်မင်းတို့ကနှစ်ယောက်လုံးကလူကောင်းတဲ့သူတွေဖြစ်ကြတာပေါ့နော်အခြေအနေနဲ့ပတ်သက်လာရင်ဒါစိုးရင်ပူပန်မှုတွေအများများနေတယ်အတွေ့အကြုံအများနေတယ်ဆိုတာကိုဖော်ပြနေတာဆိုတော့ the wowဘာလေးရပေါ့တချို့သောသူတွေအတွက်ကတော့အခြေရေးမှာကန်ကောင်းနေဆိုတဲ့ပုံစံလေးပါ crash တို့เนาะရေးစားမရှိတဲ့သူတွေဒါအခြေရေးမှာကန်ကောင်းလာပြီးစိုးရင်စရာမလိုတော့ဘူးဒါကန်ကောင်းမှုတွေအစပြုလာပြီလို့ပြောချင်ပါတယ်ရှင်ချို့ဆိုရင်တော့အခြေရေးမှာကိုတဲ့သူကိုဝန်ခံမယ်အဲ့လိုရေးစားစကားပြောမယ်ဆိုလဲဒါကောင်းနေပေါ့เนาะကျမအနေနဲ့ဘာမှပြောချင်ဒီချိန်မှာပေါ့နော်ကိုမကြောက်တဲ့လူပဲပြောချင်တယ်အခြေရေးနဲ့ပတ်သက်လာရင်ဆိုတော့နောက်ဆုံးအနေနဲ့ Tarot ကနေဖြေရှာကြည့်ကြအောင်အကြံပေးမယ်ပေါ့နော် guidance ပေါ့တလားအိုးကြည့်ပါဦးတယောက်လည်းတိုက်ခိုက်နေရကြည့်အောင်အကျန်မှာ7 source 1 source ဒီမှာမင်းတို့ဘူးနဲ့မှရံဖြစ်တယောက်လည်းကိုစိတ်ထဲမှာရံဖြစ်နေတာတလားအတွေးတွေများပြစိတ်ထဲမှာမျိုးစိတ်နှစ်ခွသုံးခွအတွေးတွေများနေမဒီ ocean နဲ့မပြောဘူးလားကျမဘာတွေးပူနေလဲတော့မသိတချို့တွေကကြတော့လေအရန်အပူသေးတွေများရင်တော့အခြေရေးမှာအပူသေးအဲ့တော့အရန်အပူပင်မထားကြနဲ့တစ်ဖက်သူက AC ပဲကိုကသာပူလောင်နေတယ်ဆိုတဲ့ပုံစံမျိုးပြောပြရဲကဲပျော်ရှင်ရမှာပါတဲ့ oh my gosh ဘလို့တောင်တိုက်ဆိုင်နေရလဲမသိဘူးကွယ်ကျမပြောနေပြီကဲ align ဖြစ်တဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ကဲရေရှည်သွားမှာပါတစ်ခုကြည့်နေတဲ့သူတွေကလေနော်တစ်ခုကြည့်နေတဲ့သူတွေရေရှည်သွားမယ်လက်ရှိတွဲနေတဲ့သူတွေနဲ့crash နဲ့လည်းအဆင်ပြေသွားနိုင်တယ်စိတ်ပူစရာမလိုဘူးတချို့တွေကနော်တန်ရုံးစင်မဖြတ်နိုင်တဲ့ age တွေရှိရဲ့နော်အဲ့ချိန်ကျရင်ပြန်လက်ခံဖို့ပဲတွေ့ပြန်လက်ခံပါလို့ပဲပြောချင်ပါတယ်အဲ့တော့အခြေရေးကန်ကတော့နောက်ဆုံးဒီကလေးအတိုင်းပဲပေါ့နော် is safe for you to love ကဲဆိုရင်စရာမလိုပါဘူးမင်းတို့ကအနာဂတ်မှာကန်ကောင်းပါတယ်ကန်ကောင်းတဲ့သူဒီလူနဲ့ယုံယုံကြည်ကြည်နဲ့လက်တွဲလို့ရနိုင်ပါတယ်တဲ့လက်ရှိအခြေရေးလေးဒီအခုလက်ရှိမှာငါတို့မကောင်းပေါ့နော်ငါတို့မကောင်းတာဖြစ်နေဆိုရင်မှနောက်ဆုံးကောင်းနိုင်ဖြစ်လာမှာပါတဲ့ကလေးကတော့မင်းတို့ကိုအစိုးရပြီးကောင်းနေလာမယ်ဆိုတဲ့အဖြေလေးပဲပြောနေပါတယ်ကျမဒီ pie to day ကို 99% လောက်ထိကိုအမခံနေတဲ့ပုံစံမျိုးတွေ့ရတယ်မင်းတို့ကိုကြည့်ပြီးနေပြောရတယ်စိတ်ညစ်ပါနဲ့ရင်ဖွင့်ကြပါတစ်ဖက်သူကိုနားလည်အောင်စူးစမ်းပါ okay the mirror ဘလို့ပဲဖြစ်ပေါ့နော် the mirror magician ကိုဘလို့ပဲ tricky ဖြစ်ပါစေမင်းတို့ရဲ့အခြေအရကြောင်နဲ့ကြက်လိုမျိုးပဲပေါ့နော်ပြောလဲပြောရမယ်စိတ်လဲညှိရမယ်အဲ့လိုမျိုးပေါ့စိတ်လှုပ်ရှားစံနဲ့ပြည့်စုံတဲ့ချီးလေးဖြစ်နေမှာပါတဲ့ဆိုတော့ကဲကောင်းတဲ့ energy လေးလက်ခံရရှိကြပါစေ pie 2 day ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ကဲဆို pie 3 welcome နော်ပတ်စံကိုရေးတယ်ပတ်စံကိုရေးတဲ့သူတွေကတော့ပြောကြတော့မှာပဲအခြေခံဘလို့ဆက်ဖြစ်မှာလဲတဲ့ finance and career တဲ့ financial issue are a factor in your love life right now ဒီကနော်အခြေရေးတယ်ဒီကပြည့်စုံနေရမှာမဟုတ်ဘူးဒီ pie 3 သမားတွေရလေအခြေရေးအတွက်နောက်ထပ်အရေးကြီးရည်ပါနေငွေကြေးရည်တွေပါနေနောက်တချို့တွေအခြေရေးကိုဦးစားပေးလို့မရဘူးလေတွေ့ရတယ်နော်ဒါ pie 3 သမားတွေကပတ်စံရမ်းရှာမယ်နော်ပတ်စံသာအဓိကဦးစားပေးရကဲဆိုတော့ကျမတို့လက်ရှိအခြေရေးကိုဖြေရှာလိုက်ရအောင်နော် archetype နဲ့ကတ်လေးနဲ့ okay miss May ပြောချင်တာကမင်းတို့ရဲ့အခြေရေးမှာငွေကြေးမပြည့်စုံမှုလည်းရှိနေတဲ့တချို့ရကြကြီးတဲ့ကံမကောင်းမှုပတ်စံပဲရှာနေရတယ်လုပ်တွေပဲအရန်စူးစမ်းလုပ်နေရတယ်ရီစားမရဘူးဆိုတော့ pie 3 day တက်ကတော့ပတ်စံတာအဓိကဦးစားပေးဖြစ်နေတယ်ဆိုတော့ဘဝကြီးကံကြမ္မာကိုပိုင်ဆိုင်ထားတယ်ဆိုတော့ဟုတ်ပြီကဲအခက်ထိုက်ကပါပြောချင်လဲ okay ဒါကတော့ pie 1 လုံးကရေးတဲ့ကတ်တိုင်းနေပေါ့နော်ဆိုတော့ခဏလေးပါဘာပြောချင်လဲ wow okay ဒါတော့ပါစက်လေးပါစက်မှာစိန်ပွင့်လေးဝါဟုတ်ဒီမှာလဲစိန်ပွင့်လေးဟဲ့လောက်ပါအောင်ဒီလူလေးကလူပြိုကြီးပြိုကြီးဖြစ်မဲ့ဇာတာတွေပါတယ်နော် oh the strong okay I got this ကဲဒါလေးထက်လို့ရတယ်နော်တရားလေးကဘာအဓိကပြောချင်လဲဆိုတော့အခြေရေးကလေဦးစားပေးမယ်ဆိုရင်လမ်းကြောင်းတွေမားတက်တယ်တဲ့တလားအခြေရေးကိုအရင်ဦးစားပေးလို့မရဘူးเนาะအခြေရေးဒီဒုတိယဒီကငွေကြေးစီးပွားရေးဆိုတဲ့လူတွေအများကြီးတွေ့ရတယ် pie 3မှာဒါကနော်generating ဖြစ်ပါတယ်အဲ့တော့ဒီ pie 3သမားတွေအဓိကလောက်ရမှာကအဲ့ဒါပါ the warrior တဲ့ okay လက်ရှိမှာလဲလမ်းပြောင်းနေတာတချို့ရကြတော့ရေးသားရှိတယ်ချစ်သူတွေရှိကြတယ်ဒါပေမဲ့တစ်ဖက်သူနဲ့ long distance relationship တွေပါနေရယ်နော်တစ်ဖက်သူကငွေကြေးကိုအရန်ဦးစားပေးတာပတ်စံအရန်ရှာတာကိုယ့်ရဲ့ချစ်သူကပေါ့နော်ကိုယ့်အချိန်မပေးနိုင်တာတွေဖြစ်နေတယ်
တကယ်တော့မင်းတို့ရဲ့အခြေအမှာလေအနာဂတ်အတွက်ကိုကြည့်ပေးပါတချို့သောလူတွေကြီးစားရှိတဲ့သူတွေပြောတာနော်အနာဂတ်အတွက်ကိုအဓိကဦးစားပေးရအနေနဲ့လက်ရှိမှာခဏလောက်တော့ break ယူရလည်းရှိမယ်တခြားတဲ့စားတော့ရဦးစားပေးရမှာရှိတယ်ပြပထွက်ပြီးလောလောမှာလည်းရှိတယ်တချို့တွေကကြာ long distance relationship တွေဖြစ်သွားမှာလည်းရှိတယ်အဲ့လိုမျိုးအများကြီးရှိကြရဲပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီမှာအခြေမှာဒီ pie တွေကိုအဖြတ်တွေရှိနေတာเนาะအဖြတ်တွေရှိနေတာဆိုတော့မင်းတို့ရဲ့ပေါ့နော်မာနတလား ego self ကအရန်များပြီးတော့ပတ်စံတွေဆွရှာနေရမျိုးတွေတွေ့ရတတ်တယ်တချို့ရပတ်စံတွေခက်ခဲနေရမျိုးတွေเนาะငွေကြေးခက်ခဲတာမျိုးတွေရှိတတ်တယ်ဆိုတော့ pie တွေရဲ့အခြေရေးကိုဒီမှာအရင်တော့မပြောတော့ဘူးအဓိကလိုအပ်တာပဲပြောရမယ်ဆိုရင်တော့ဒီအခြေရေးကခဏလောက်မင်းတို့အတွက်အခုလက်ရှိတွဲနေတဲ့သူเนาะလက်ရှိကျွဲနေတဲ့ကြီးစားဒါမှမဟုတ်ဒီလိုမျိုးလက်ရှိပိုင်ဆိုင်သူတွေရှိထားတယ်ဆိုရင်တော့မှကိုယ်မှာတကယ်လို့ရမယ့်အရာတွေအများကြီးရှိသေးရဲ့ပေါ့နော်တချို့တော့လည်းလို့ဆုံးရှင်းရမှာရှိတော့ဒီမှာ the strong ဆိုတဲ့အခြေရေးမှာပေါ့နော်ပုံတိုင်းထန်လာနိုင်တယ်အဖြစ်ပြက်တွေအများကြီးဖြစ်ပြက်လာနိုင်တယ်ဆိုတဲ့အခါမှာဒီအခြေရေးမှာလက်လွတ်တင်လွတ်ရမယ်ပေါ့နော်လက်ရှိအခြေရေးမှာအရန်ဆိုးရခဲ့တဲ့ရှိတော့လက်လွတ်ရမယ့်အရာတွေဖြစ်လာလိမ့်မယ်ဆိုတဲ့အဖြေကိုဖော်ပြပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးပါဝင်နေတဲ့မိသားစုငွေချင်းမိသားစုနောက်အိမ်တော်ကြီးဆိုလည်းအဲ့လိုပဲပေါ့နော်ဆိုတော့တချို့ရတော့လက်လို့ရတတ်တယ်တချို့ရကြတော့မဟုတ်ဘူးတူတူချင်းဆိုင်ကြော်ဖြတ်မယ်ဆိုတဲ့ပေါင်းစံကိုဖော်ပြရဲဆိုတော့ energy ရောအရင် miss နေတာမင်းတို့အဓိကတော့ပတ်စံဦးစားပေးရမယ်ဆိုပြီးပဲကရိယာဖော်ပြနေတယ်ပြီးတဲ့အခါမှာမင်းတို့ဒီလက်ရှိအခြေအနေလေးကိုထိမ့်သိမ့်ကျင်တယ် okay ကျမတို့ထိမ့်သိမ့်ကျင်နေဆိုရင်တော့ထိမ့်သိမ့်လို့ရတယ်ဒါပေမဲ့မင်းတို့ဒီကိုပိုင်အခြေအနေနဲ့ကုံဆောင်ရလိမ့်မယ်ကိုအချိန်ကိုပြီးတော့ဦးစားပေးမယ်တန်ဖိုးထားမယ်တနေ့မှဗီဒီယိုကောကိုနိုင်လောက်ပဲပြောရတယ်ပေါ့နော်ဆိုတော့ဒီနေ့ကုန်လုံးမှာချစ်သူနဲ့အချိန်ပေးနိုင်မှာမဟုတ်ကြဘူးဒီ relationship အတွက်ပြောချင်တာကမင်းတို့ဒီမင်းတို့ရဲ့ပေါ့နော်ဒီအခြေမှာပေါ့နော် time management ပေါ့နော်အချိန်ကိုဘယ်လိုမျိုးငါတို့ပေးမလဲပြီးတဲ့အခါမှာငါတို့ဘယ်လိုမျိုးပတ်စံကိုစုမလဲငါတို့ကအနာဂတ်အတွက်ဖာရီလုံးမလဲစသဖြင့်တိုင်ပင်ထားရအရင်များပါလိမ့်မယ်အဲ့လိုမျိုးတိုင်ပင်ဆွေးနွေးပြီးတော့အကောင့်ဘတ်နဲ့ရှစ်ဆက်မယ်ဆိုလဲရတယ်တချို့ကကြတော့တချိအခြေမှာဆွလွတ်လိုက်ရမှာလည်းရှိတယ်เนาะဒါတွေအများကြီးတည်ရတယ်ဆိုတော့အကောင့်နဲ့ဆိုပေါ့နော်တယောက်နဲ့တယောက်တော့မတူကြဘူးတေချာလေးတော့စဉ်းစားပြီးဆုံးဖြတ်စီခြင်းနဲ့အရေးကြီးဆုံးအရာကိုတေချာစဉ်းစားပြီးဆုံးဖြတ်ပါလို့ပြောခြင်းနဲ့အဲ့တော့ဒီမှာတော်တော်များတွေ့ရတာတော့ရေးစားမရှိတဲ့သူတွေပါရေးစားမရှိတဲ့သူတွေအခြေကံမကောင်းတဲ့သူတွေအများကြီးတွေ့ရတယ်အဲ့တော့ဘယ်ချိန်ကံကောင်းလာမလဲငါတို့ဘာလုပ်တင်လဲဒါလည်းဆက်ကြည့်ပေးပါမယ်เนาะအခြေမှာဘယ်ချိန်ကံကောင်းလာမလဲငါတို့ဘာဆက်လုပ်တင်လဲเนาะကတ်တွေအကူကြီးတောင်းပါမယ်ဒါတော့ပေါ့เนาะ5 3ဓမ္မတွေကအကုန်လုံးကြည့်မှာမလို့တည်တံ့ကြည့်ရင်တော့လာမေးလို့ရပါတယ်ကဲဆို5 3တွေအတွက် idea လေးတောင်းမယ်เนาะ guardian တွေဘာတွေပြောမလဲလောက်ပါအောင်ပညာရေးပဲသင်ခိုင်းနေတယ်တင်ယူမှုလက်ရှိချစ်ရေး okay ကျမကိုအာယုံပေါ်လာပြီလက်ရှိချစ်ရေးမှာဘာတွေဖြစ်ရမလဲသင်ခန်းစာရယူမှာတဲ့လက်ရှိချစ်ရေးမှာကိုကသင်ခန်းစာရယူရမယ်လက်ရှိစီယာကိုတင်ပြလိုက်မယ်လက်ရှိပေါင်းနေတဲ့သူလက်ရှိကိုနဲ့တွဲနေတဲ့သူကလေကိုလေသင်ခန်းစာတွေချပြသွားမှာနော်အဲ့တော့ချစ်ရေးမှာတင်မှုတွေအများကြီးရလိုက်တယ်ပေါ့နော်ငါ့ကိုကောင်းသင်ခန်းစာပေးခဲ့တဲ့သင်ခန်းစာချက်ကြီးကိုတော့ရလိုက်မယ်okay ဒါလေးကဒီလိုဆက်ဆက်နေရပါတော့အခြေကံကောင်းလာမှာပါတဲ့မင်းတို့ကတဲ့ဒါပေမဲ့မင်းတို့ရှိတော့အခြေကကံကောင်းမှုတွေရောက်လာမှာတော့နည်းနည်းတော့ကြာနိုင်တယ်တချို့တွေကိုလေဒီမှာအိမ်တော်မပြုတ်စေချင်အောင်စရကျမကထဲမှာအာယုံပေါ်နေဒီလူတွေကလေငွေကြေးပြည့်စုံမှုတော့ရနိုင်တယ်အခြေကိုကြတော့မရနိုင်ဘူးဆိုတော့သူတို့အခြေပြည့်စုံခြင်းနဲ့ဆိုရင်သူတို့ဘက်ကလေသလားဘာလို့ရလဲဆိုတော့သူတို့မမောလို့လာတဲ့သူတွေပဲများရပေါ့နော်ဒီလူတွေကလေအရန်မှာကျမတွေ့ရတဲ့ပုံစံအရာဒီလူတွေကဖိုင်းသွေးသမားတွေကလေရုပ်တော့အရန်ချွဲမှာမပါဘူးကြည့်ကောင်းတယ်ပြီးတဲ့အခါမှာဆွတ်ဆောင်မှုရှိတယ်ပညာတတ်တွေဖြစ်တယ်အပြောကောင်းတယ်ဒါတွေအများကြီးတွေ့တယ်ပေါ့နော်တစ်ဖက်သူအရန်မှာဦးစားပေးတယ်ပညာသားဆန်ဆန်နဲ့လောကပေါ့နော်စေတနာလဲထားတယ်လူတွေကိုလည်းပေါ့နော်လူတွေလည်းပို့ပြီးတော့ view site တယ်ဆိုတော့အခြေမှာလှည့်စားခံရတယ်ပေါ့နော်ဒါတွေလည်းကျမအများကြီးတွေ့တယ်ဆိုတော့လက်ရှိသူကိုလေတော့အတိအကျအကဲခတ်ပြီးတော့ရွေးချယ်ပြီးပါတေချာလဲစဉ်းစားဆုံးဖြတ်ပါမင်းတို့ကတည်းကပြောနေလက်ရှိအခြေအနေမြင့်ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီးအခြေအနေတွေအများကြီးပြောင်းလဲသွားမယ်ကောင်းတာလည်းဖြစ်လာနိုင်တယ်ဆိုးတာလည်းဖြစ်လာနိုင်တယ်ဒါပေမဲ့မင်းဆုံးဖြတ်ချက်ပေါ်မှာမှားနေပြီလို့ခံစားရတယ်ဆိုရင်တော့တကယ်တော့မမှားဘူးမှန်ပါတယ်တဲ့မင်းဆုံးဖြတ်ချက်ကိုတေချာချနိုင်တဲ့သူပါတဲ့မင်းရတဲ့တကယ်တော့တဲ့အရန်တော်တဲ့သူပါတဲ့မင်းတနေ့ကျရင်အချစ်ခံရမယ့်သူဖြစ်ပြီးတော့မင်းပေါ်မှာတကယ်သစ္စာရှိမဲ့သူတွေရောက်လာမှာပါတဲ့တကယ်လေကိုယ့်ဘဝမှာစိစိဥစ္စာလုံခြုံမှုပြေဝရပြီးမှပဲလေကိုကလေအခြေရေးကံရောက်လာမှာဒီလားသူတို့ကနည်းနည်းဒါဆောက်ရှောက်ပိုင်းနဲ့သစ္စာနေပေါ့ချို့ရအခြေရေးကိုလုံးဝပေါ့နော်ကံမကောင်းကြအဲ့ဒါဘာဖြစ်လို့လဲဆိုရင်အရင်ဆုံးသစ္စာရှာခိုင်းတာပြီးတော့မှမင်းတို့ကိုအခြေရေးကလာခိုင်းမှာအဲ့လိုတယောက်နဲ့တယောက်မတူကြဘူးမင်းတို့ရဲ့ကံကတော့နည်းနည်းထူးခြားတယ်ပိုင်းသွင်းခံနေရတော့ကျမကြည့်ရတဲ့မှာတော့ဒါပေါ့နော်အခြေရုပ်အပျော်ပဲထားလို့ရတဲ့ဆိုတဲ့ပုံစံမျိုးလေးပဲတွေ့ထားတယ်ဆိုတော့အတီးတော့သွားလို့မရသေးဘူးဒါပေမဲ့လက်ရှိမှာအတီးတွဲနေတဲ့သူတွေကလည်း view site ပေးပါတေချာလေးစဉ်းစားရွေးချယ်ပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဖိုင်သီးလေးတွေအတွက်ဒီလောက်ပါပဲရှင်ယုံကြည်နဲ့ကြည့်ပြကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်